အခုကျွန်တော်ပြောပြမယ့်လက္ခဏာ၃မျိုးပေါ်လာရင်လုံးဝမပေါ်စားပါနဲ့။ဘာဖြစ်လို့လဲဆိုတော့အခုပြောပြမယ့်လက္ခဏာ၃မျိုးရဲ့နောက်ွယ်မှာစိုးဝါးတဲ့ကြီးမားတဲ့ကျန်းမာရေးပြဿနာတွေရှိနေတတ်ပါတယ်။ဒီလက္ခဏာတွေကိုတတိမထားမိလို့ရှိရင်ရုတ်တရက်အသက်ဆုံးရှုံးတာမျိုးရုတ်တရက်အမြင်အာရုံဆုံးရှုံးတာလိုမျိုးစိုးဝါးတဲ့ပြဿနာတွေကြုံရနိုင်ပါတယ်။အဲဒါကြောင့်ဘလို့လက္ခဏာ၃မျိုးကိုလစ်လျူမရှုသင့်ဘူးလဲဆိုတာကျွန်တော်တို့အတူတူလေ့လာကြည့်အောင်။နံပါတ်၁ကတော့အရေးကြီးဆုံးမို့အာရုံလေးစိုက်ပေးပါခန္ဓာကိုယ်မှာလစ်လျူမရှုသင့်တဲ့လက္ခဏာနံပါတ်3ကတော့ဥယျာဉ်ပြားကျိန်းတာပေါ့နော်ကျွန်တော်တို့ဘီးဖိလိုက်တယ်ဒီလိုမျိုးခေါင်းလျှော်ရင်းနဲ့ခေါင်းကိုကုတ်တယ်ပါညာပေါ့နော်အဲ့လိုလို့ဥယျာဉ်ပြားကျိန်းတယ်ဆိုရင်လုံးဝမပေါ်စားနဲ့တခါလို့ဥယျာဉ်ပြားကျိန်းတာအပြင်ခေါင်းမူတာတို့ခေါင်းကိုက်တာတို့ကိုယ်လက်မအီမသာဖြစ်တာတို့ကတွဲပြီးရှိနေတော့လုံးဝအရေးကြီးပါတယ်ဒါကိုကျွန်တော်တို့စေပညာမှာ GCA လို့ခေါ်တယ်နော်ဒါကိုမြန်မာလိုသင်လျော်အောင်ပြန်ရမယ်ဆိုလို့ရှိရင်တော့ဒီပေါ့နော်နှစ်ထင်မှာရှိတဲ့သွေးကြောရောင်တယ်လို့ဆိုရမှာပေါ့နော်အဲ့ဒါကအဲ့လိုမျိုးဥယျာဉ်ပြားကျိန်းတယ်ခေါင်းကိုက်တယ်ဒီလက္ခဏာတွေပေါ်လာရင်အမြန်ဆုံးဆရာဝန်နဲ့ပြဖို့လိုတယ်။ဘာလို့လဲဆိုတော့မကုသဘူးဆိုလို့ရှိရင်အဲ့ယောဂခဏလေးအတွင်းမှာပဲဒီအမြင်အာရုံဆုံးရှုံးသွားနိုင်တဲ့ပြဿနာရှိတယ်နော်။အဲ့ဒါကြောင့်ခေါင်းလျှော်တယ်ဘီးဖြီးတယ်အဲ့လိုလှုပ်လိုက်တိုင်းမှာဥယျာဉ်ပြားတွေကျိန်းတယ်ခေါင်းတွေကိုက်တယ်ကိုယ်လက်မအီမသာဖြစ်တယ်ဆိုရင်လုံးဝမပေါ်စားနဲ့ဆရာဝန်နဲ့သွားပြဟုတ်ပြီနော်။ဒါကနံပါတ်3ချက်နံပါတ်2ချက်ကဘာလဲဆိုတော့ဒီရင်ထဲမှာရှိတဲ့ပြဿနာပေါ့ဗျာရင်ထဲမှာရှိတဲ့ပြဿနာဆိုတော့ဒီကျွန်တော်ရင်ဘတ်ထဲမှာအစာအိမ်တို့နှလုံးတို့အဆုပ်တို့ဘာလို့ရှိတယ်အဲ့ဒါတွေထက်ပိုပြီးတော့သတိထားတဲ့အစိပ်ပိုင်းလေးတစ်ခုရှိတယ်ဘာလဲဆိုတော့မုံချိုအိတ်ပေါ့နော်မုံချိုအိတ်နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လူသိနေသေးတယ်ဆိုတော့ဒီလက္ခဏာပေါ်လာလို့ရှိရင်မုံချိုအိတ်လို့ပြောလို့ရတယ်ဟုတ်ပြီနော်ဘာလဲဆိုတော့ तू ကဒီကျွန်တော်တို့ရင်ညွတ်ပေါ့နော်ရင်ညွတ်မှာအောင့်တယ်ရင်ညွတ်မှာအောင့်နာကနေတစင် तू ကအဲ့မှာတည်းမနေဘဲနဲ့ကြောဘက်ကိုပြန်သွားတယ်နော်တခါလေးမှာကြောနဲ့ရင်နဲ့ညှက်ပြီးတော့အောင့်တာမျိုးကြုံမှုကြမယ်လို့ထင်ပါတယ်နော်အဲ့လိုကြောနဲ့ရင်နဲ့ညှက်အောင့်တာမျိုးဒီရင်ဘတ်ဒီပေါ့နော်ကျွန်တော်ဒီအောင့်နာကနေဒီရင်ဘတ်အောင့်နာကနေနောက်ကြောဘက်ကိုပြန်သွားတယ်ဆိုရင်မုန်းချိုကြီးပြဿနာဖြစ်နိုင်တယ်မုန်းချိုကြီးပြဿနာမှာကျွန်တော်တို့က3မျိုးရှိတယ်3မျိုးပထမတစ်ခုကရုတ်တရက်ပေါ့နော် acute pancreatitis လို့ခေါ်တဲ့ရုတ်တရက်မုန်းချိုကြီးရောက်ရမ်းခြင်းဒါလည်းရှိကြည့်တယ်ဆရာဝန်နဲ့ပြဖို့လို့ရနော်နံပါတ်2ချက်ကကျတော့ तू ကအဲ့ရုတ်တရက်ကနေသူပေါ့နော်ပြန်မပြောက်တော့ဘဲနဲ့နာတာရှည်ပြောင်းသွားတာပေါ့နော် chronic pancreatitis လို့ခေါ်တယ်ဒါလည်းအင်မတန်အရေးကြီးတယ်နံပါတ်3ချက်ကတော့ cancer ပေါ့နော်မုန်းချိုကြီး cancer ဖြစ်သွားလို့ရှိရင်တော့အသက်ဆုံးရှုံးတယ်ဒီ iPhone တို့ iPad တို့ထုတ်တဲ့ကုမ္ပဏီကလေ Steve Jobs ဆိုရှိတယ်သူဆိုအဲ့ဒီမုန်းချိုကြီး cancer နဲ့ဆုံးတာအမေရိကန်များကဘာအရန်ချမ်းသာတဲ့နိုင်ငံမှာနေအရန်ပတ်စံနေချမ်းသာတာတောင်မှမရဘူးဘာလို့လဲဆိုတော့အဲ့ယောဂါကတော်တော်လေးကုသခတ်တယ်ဟုတ်ပြီနော်ဆိုတော့နံပါတ်2တောင်တော်တော်ဆိုးနေပြီနော်ဆိုတော့နံပါတ်1ကအရေးကြီးဆုံးကျွန်တော်တို့နိုင်ငံမှာလည်းအဖြစ်များတယ်ဘာလဲဆိုတော့သူကဒီဘယ်ဘက်ပေါ့နော်ဘယ်ဘက်ပခုံးနာတတ်တယ်ဘယ်ဘက်ပခုံးအောင်တယ်အဲ့ဒီကနေတစင် तू ကအဲ့မှာမနေအဲ့မှာတည်းမရက်တော့ဘဲနဲ့ तू ကဒီဘယ်ဘက်ပခုံးကနေပြီးဘယ်ဘက်လက်မောင်းအတွင်းဘက်ကိုနာတတ်တယ်တခါက तू ကဘယ်ဘက်လက်မောင်းအတွင်းဘက်ကိုမသွားဘဲနဲ့ပခုံးနာရကနေ तू ကဘယ်ဘက်မေးရိုးကိုနာတတ်တယ်နော်အဲ့လက္ခဏာ3မျိုးပေါ်လာရင်နှလုံးစဉ်းစားတခါလေးမှာကျွန်တော်ကပခုံးနာတာပါညာဆိုတော့ကျော်သားတွေပြဿနာလားမသိဘူးအယိုးစစ်ပြဿနာလားမသိဘူးဒီလိုထင်တတ်တယ်ဟုတ်ပြီနော်အဲ့လိုမဟုတ်ဘူးဒီပခုံးထိပ်ဘဲဘက်အထူးသဖြင့်ဘဲဘက်ညာဘက်မဟုတ်ညာဘက်မဟုတ်ဘဲဘက်ပခုံးထိပ်နာတယ်လက်မောင်းတွင်းဘက်ကိုရောက်သွားတယ်တခါလေးမှာမေးရိုးတွေပါကိုက်လာတယ်ဆိုလို့ရှိရင်နှလုံးမှာပြဿနာရှိနေပြီတော်တော်ကြီးရဲ့ပြဿနာရှိနေဟုတ်ပြီနော်ဆရာဝန်နဲ့ပြဖို့လိုတယ်နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ပြဿနာတို့ပါတော့ဗောနော်ဒီကျန်းမာရေးပြဿနာတွေဆိုတော့ရုတ်တရက်တက်ဆုံးရှုံးသွားတယ်ねအဲ့ဒါကြောင့်တတိထားဖို့လိုတယ်အခုကျွန်တော်ပြောခဲ့တဲ့လက္ခဏာ3မျိုးเนาะပထမတစ်ခုကတော့ဒီဘီးဖိတာတို့ခေါင်းလျှွာတို့ဆိုဥယျာဉ်ပြားကျိန်းတယ်ခေါင်းကိုက်တယ်ကိုယ်လက်မအီမသာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်အမြင်အာရုံကွယ်သွားနိုင်တယ်ဟုတ်ပြီနော်နံပါတ်2ကတော့ရင်ညွှန့်အောင်နဲ့ရင်ညွှန့်အောင်တာကနေတစ်ဆင့်ကျိုးဘက်ကိုပြန်သွားတယ်မုန်းချိုကြီးရောင်တာဖြစ်နိုင်တယ်ရုတ်တရက်အသက်ဆုံးရှုံးနိုင်တယ်ဆရာဝန်နဲ့ပြဖို့လိုတယ်နံပါတ်3ချက်ကတော့မြန်မာပြည်မှာအဖြစ်များတယ်ဘယ်ဘက်ပခုံးနာတယ်ဘယ်ဘက်လက်မောင်းအတွင်းဘက်နာတယ်ဘယ်ဘက်မေးရိုးကိုက်တယ်ဆိုလို့ရှိရင်နှလုံးနဲ့ပတ်သက်တဲ့ပြဿနာဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်ဒီလက္ခဏာ3မျိုးသာပေါ်လာခဲ့ပြီဆို3မျိုးလုံးပေါ်မှာမဟုတ်တော့တစ်ခုခုပေါ်လာလို့ရှိရင်ဆရာဝန်နဲ့အမြန်ဆုံးတွေးဆုံဆွေးနွေးဖို့လိုရတယ်ဘာဖြစ်လို့လဲဆိုတော့အသက်ကိုညံဆောင်တယ်ဟုတ်တယ်နော်ဆိုတော့ညံကောင်းစရာမလိုအခုလိုမျိုးပေါ့နော်ဘယ်ခန္ဓာကိုယ်ရဲ့ဘယ်နားမှာချုပ်ရွေးရင်ဘလို့လက္ခဏာလေးတွေပြတတ်တယ်လဲဆိုတော့ကိုယ်ကသိဖို့လိုတယ်အဲ့ဒါမျိုးတွေသိဖို့ကြတော့အခုကျွန်တော်တို့လိုပြောပြပေးနေတဲ့သူတွေရှိတယ်ဒါမျိုးလေးတွေနားထောင်လိုက်ရင်အချိန်3-4-5မိနစ်ထဲနဲ့အသက်အတွက်တန်ဖိုးရှိတဲ့ဘဝတုဒ္ဒရသွားမှာဆိုတော့ဒါမျိုးလေးတွေကြည်ထားရဲဆိုလို့ရှိရင်တော့ဆောင်းရံရှောင်းလေးတွေလုံးမယ်ဆိုလို့ရှိရင်တော့အသက်ရှင်နေတာပေါ့ဗျာဟုတ်ပြီနော်ဆိုတော့ဒါကတော့ခန္ဓာကိုယ်မှာလုံးဝလစ်လျူမရှုသင့်တဲ့လက္ခဏာ3မျိုးကြောင့်ဘဝတုဒ္ဒဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်အခုဗီဒီယိုလေးကနေဘဝတုဒ္ဒရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးနားလဲသဘောပေါက်လွယ်ကူပြီးတော့အကျိုးရှိတဲ့ကျန်းမာရေးဘဝတုဒ္ဒဗီဒီယိုတွေအမြဲတမ်းကြည့်ဖို့ဆိုရင်ဒေါက်တာချန် TikTok account Facebook page ကို follow လုပ်ထားလို့ရပါတယ်
တီးလို့တဲ့အကြောင်းအရာတွေကိုမမဝင်ရရှိတာလို့ရပါတယ်ကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ်ဘိုင်ဘိုင်